တွေကိုစီရှိကြတာရှင်နာမှုတွေ့ပါလေလူသားများအတွက်မြင်မြတ်သောရာတွေအစဉ်ပေးခဲ့နိုင်မြတ်သောအရှင်ရဲ့ဖျက်တရားတော်တွေတွေလုံးနဲ့လူဘဝလောကမှာခံစားချက်တွေကိုသိရှိကြတာရှင်နာမှုတွေ့ပါလေလူသားများအတွက်မြင်မြတ်သောရာတွေအစဉ်ပေးခဲ့နိုင်မြတ်သောအရှင်ရဲ့ဖျက်တရားတော်တွေလေးအောင်လုံးနေတာနဲ့လေဟောထားမြတ်တရားတော်တွေစင်ဆောင်ထိန်ကြပါလေရုပ်တွေလုံးနဲ့လူဘဝလောကမှာခံစားချက်တွေကိုသိရှိကြတာရှင်နာမှုတွေ့ပါလေ